လက်တော့တစ်လုံးဝယ်မှုစဉ်းစားနေပြီလားဒီဇိုင်းပိုင်းရော performance ပိုင်းရောပြောစရာမလိုပဲ budget လည်းစစ်ဖြစ်တဲ့ Acer ရဲ့ Xperia Light Series လေးနဲ့မိတ်ဆက်ပေးမယ်နော် CPU အနေနဲ့ Intel Core i5-120U processor လေးကိုအသုံးပြုပေးထားပြီး RAM 16GB DDR5 SSD 512GB ပါဝင်ပါတယ်ဒါအပြင် RAM ရော SSD ရောလိုသလိုဖြုတ်ထုတ်လို့ရသေးတယ်နော် Screen size အနေနဲ့ 16inch IPS display panel လေးကိုအသုံးပြုပေးထားတာဖြစ်တဲ့အတွက်မြင်ကွင်းကျတဲ့ကြိုက်တဲ့သူတွေအတွက် movie ကြည့်တာဖြစ်ဖြစ် Microsoft Word Excel အသုံးပြုတဲ့အခါမှာလည်းပို့ပြီးတော့အဆင်ပြေစေမှာပါကင်မရာရှတ်တာလေးလည်းပါတာမလို့အသုံးမလို့တဲ့အချိန်မှာပိတ်ထားလိုက်ရုံနဲ့ကိုယ့်ရဲ့ privacy အတွက်စိတ်ချရတဲ့ function လေးတစ်ခုဖြစ်စေမှာအမှန်ပါပဲပေါ်ရီအနေနဲ့ဆိုရင် Type C USB 3.0 HDMI Micro SD နဲ့ LAN တို့ကိုလည်းစုံလင်စာထည့်ပေးထားလို့လိုသလိုအသုံးပြုလို့ရပါတယ်နော်ဘက်ထရီပိုင်းမှာလည်း58 Whကိုအသုံးပြုပေးထားတဲ့အတွက် okay ပဲပေါ့ကဲနောက်ဆုံးအနေနဲ့ RAM ကလည်း 2E တောင်ပေးထားတာဆိုတော့လက်တော့ဝယ်မယ်ဆိုရင် Acer ရဲ့ Xperia Light Series လေးကိုရွေးချယ်ဖို့ recommend ပေးချင်ပါတယ်နော်